မြောက်မင်းစိုးဦးကုန်းထန်ဆန်းကြံဆရာတော်ရဲ့ပုံသဏ္ဍာန်အဖြစ်ရုပ်ဖြတ်ပြီးမိမနိုင်ငံကဘရင်မနဲ့လက်ထပ်လိုက်တယ်ပြီးတော့ကျွန်တော်ရဲ့တွေးတောက်ညီနောင်6ယောက်ကိုပြန်ခေါ်ပြီးတန်တီတီတောင်တစ်ခုလုံးကိုချင်းတိတ်ကလာအုတ်တောင်ကုန်းစီတိုက်ရိုက်ရွှေ့ပစ်လိုက်တယ်ပြီးတော့အနောက်ဘက်ဖျားဘူးခီးစဉ်တစ်ခုလုံးကိုရက်တက်ပစ်လိုက်တယ်ဒါတွေအားလုံးဟာအနောက်ဘက်ခီးမှာတပြအနေငယ်ကိုကျွန်တော်တက်မိခဲ့လို့ဖြစ်လာတာပါအဲ့ဒီကရုံရဟန်းကကျွန်တော်ကိုအစင်ချင်းမဲတဲ့မြောက်တကောင်လို့ခေါ်ပြီးဘာပေယူနာမထားပဲတန်တီတီတောင်စီပြန်မောက်ထုတ်ခဲ့တဲ့ဆရာနဲ့တပည့်အဖြစ်တန်ရောစင်တွေအားလုံးကိုလည်းဖျက်တောက်ခဲ့တယ်ဒါပေမဲ့ဒေါသထွက်မဲ့အစားကျွန်တော်အရင်စိတ်လှုပ်ရှားသွားခဲ့တယ်ဘာလို့လဲဆိုတော့ထန်ဆန်းကြံရဲ့အဲ့ဒီလုပ်ရက်ကအစွမ်းထက်ဆုံးအနောက်ဘက်ခီးစနစ် system ကိုပွင့်သွားစေခဲ့လို့ပဲဖျားဘူးဘက်ကနေထွက်ခွာပြီးလမ်းပေါ်မှာတန်တီတီတောင်ကိုစိုက်ထူလိုက်ရုံနဲ့ကျွန်တော်ဟာအဆုံးစွန်တော့ကဘာဦးကျင့်စဉ်ဖြစ်တဲ့ကဘာဦးဖန်ဆင်းရှင်တက်ကိုရရှိမှာဖြစ်ပြီးကျွန်တော်ရဲ့စွမ်းအားကိုတိုက်ရည်ရွှေနဲ့ဖျားထဲရီကောင်းတဲ့မော်တော်အစောပိုင်းစင်ကနေအထွတ်ထိပ်မဟာရှင်မြတ်ရွှေနဲ့ဖျား Grand Supreme ကောင်းတဲ့မော်တော်အဆင့်အထိမြင့်တင်ပြီးမှဖြစ်တယ်အဲ့ဒီစွမ်းအားအစစ်အမှန်တွေကျွန်တော်စီစီးဝင်လာတာကိုခံစားမိတော့ကျွန်တော်မဲ့ပြုံးလိုက်မိတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်နောက်ပြန်လှည့်ပြီးထန်ဆန်းကြံကိုကြည့်လိုက်တော့သူ့မျက်နှာတစ်ခုလုံးမှာရွှေရှာမုန်းတီးမှုတွေအပြည့်ဖြစ်နေတာကိုတွေ့ရတယ်ကျွန်တော်ကိုစိုက်ကြည့်မနေပါနဲ့တော့ဒီနေ့ဆရာဘာပဲပြောပြောကျွန်တော်ကိုဆွဲထားနိုင်မှာမဟုတ်ဘူးဟာကတုံးရဟန်းဆရာထင်လွဲနေပြီးကျွန်တော်ကဆရာစီပြန်လာဖို့တောင်းပန်နေတာမဟုတ်ဘူးဦးကုန်းကဆရာကိုလွတ်လပ်ခွင့်ပေးခဲ့တဲ့အတွက်လာကျေးဇူးတင်တာအဲ့ဒီအချိန်မှာစနစ် system ကနောက်ထပ်အတန်မီလာပြန်တယ်ကိုပိုင်နယ်မြေကိုတိစောက်ပါကြိုက်တဲ့ဒီနေရာကိုရွေးချယ်ပါပန်းတီတီတောင်ဟာတင်းလို့ရှိတဲ့နေရာကိုရွှေ့ပြောင်းသွားမှာဖြစ်ပါတယ်ကျွန်တော်မျက်နှာပေါ်မှာမကောင်းဆိုးဝါအပြုံးတစ်ခုပေါ်လာတဲ့အဖြတ်ခံရခက်မဲ့နေရအကွက်ပဲထန်ဆန်းကြံမလွဲမရှောင်တာဖျက်ရမယ့်နေရာမှာစိုက်ပစ်မဲ့ချင်းတိကလာအုတ်တောင်ကုန်း Wine Cam Ridge ဘာလဲဘာတွေဖြစ်ကုန်တာလဲမသိဘူးထန်ဆန်းကြံနဲ့သူ့အဖွဲ့ရောက်လာရမှာမဟုတ်ဘူးလားဘာလို့ဒီမှာတောင်ကြီးတစ်ထောင်လုံးရောက်နေတာလဲအဲ့ဒီစကားတွေမဆုံးခင်မှာပဲအေယာမရွှေပတ်တုတ်ကြီးနက်လန်ဒန်ကဝုန်းကနေရိုက်ချလိုက်တဲ့မိစ္ဆာ၃កောင်ဟာပြန်တော်မခုခံနိုင်လိုက်ဘူးသူတို့တွေအကုန်စင်တုတ်တင်ရှင်းလင်းခံလိုက်ရတယ်ဘူကုန်းရဲ့နေမြေမှာလာထိုင်နေတဲ့ဒီလူပြက်၃កောင်ကဘယ်သူတွေလဲထွက်သွားစမ်းလေထဲမှာလွင်ဝဲနေတဲ့မိစ္ဆာဖရင်၃កောင်ဟာလုံးဝဆုံးသွားကြတယ်ချင်းတိကလာအုတ်တောင်ကုန်းကငါတို့နေမြေမဟုတ်ဘူးလားဘယ်တော့မှမင်းပိုင်ဖြစ်သွားတာလဲပြီးတော့စုံဦးကုန်းကထန်ဆန်းကြံကိုအနောက်ဘက်ခီးစင်မှာလိုက်ပို့ရမှာမဟုတ်ဘူးလားသူကဘာလို့ငါတို့ထက်တောင်မိစ္ဆာဖရင်ပိုဆန်နေရတာလဲအဲ့ဒီနောက်ကျွန်တော်ရဲ့တုတ်ကနောက်တစ်ကြိမ်ထပ်မံရိုက်ချလိုက်တဲ့ချင်းတိကလာအုတ်တောင်ကုန်းဟာတစ်ချက်တည်းနဲ့မြေပြတ်ဖြစ်သွားခဲ့တဲ့လုံးဝလမ်းပြောက်သွားတဲ့မိစ္ဆာဖရင်၃កောင်ဟာလင်းရှမ်းဝင်းရှမ်းနဲ့တောင်ကိုပြန်ပြီးမြတ်စွာဘုရားထံတရင်ပို့ဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိတော့ဘူးအဲ့ဒီမိစ္ဆာ၃កောင်ကိုမောင်းထုတ်ပြီးတဲ့နောက်ကျွန်တော်ပန်းတီတီတောင်ထဲကိုလမ်းလျှောက်ဝင်လာပြီးညာစာပလင်ပေါ်ထိုင်ကကြီးညာလိုက်တဲ့ငါရဲ့သားသမီးတို့မင်းတို့ရဲ့ဘရင်ပြန်ရောက်ပြီးဒီနေ့ကစပြီးငါတို့ထန်ဆန်းကြံရဲ့ဖျားဘူးခီးစင်တဲ့ပတ်သက်တာတွေအားလုံးပြီးဆုံးသွားပြီးဒီနေရာဟာအခုကစပြီးပန်းတီတီတောင်ကြည်ကြံခြင်းနဲ့မြေတောက်ကြောက်ဖြစ်တယ်။မြောက်တွေအားလုံးဝမ်းသာအားရအော်ဟစ်ကြွေးကြော်ကြပြီးအဲ့ဒီအချိန်မှာပဲကျွန်တော်နားထဲမှာအတန်တခုကြားလိုက်ရတယ်။အလုတ်ပြီးမြောက်ပါပြီဆုလတ်ကဘာဦးအဆင့်ဝိညာဉ်စုစည်းခြင်းအစီရင်ခံ Promote Your Great Spirit Gathering Array အစီရင်ခံတွင်၌တင်ပြီးအဆုံးမရှိသောဝိညာဉ်စွမ်းရည်များနှင့်အတူကဘာဦးတရားထဲအုပ်ကိုအထီရောက်ဆုံးနားလည်သဘောပေါက်နိုင်မည်ဖြစ်သည့်အစီရင်ခံသည်အရှင်သခင်၏အလိုတိုင်းဆောင်ရွက်မည်အကယ်၍တင်ကအခြားသူများကိုမဖွင့်ပြပါကမြင်မြပင်တမန်တော်သူဖြစ်ပါစေမြည်သူများရိပ်မိနိုင်မည်မဟုတ်ပါကျွန်တော်လက်ကိုဝေယံပြီးဝိညာဉ်စုစည်းခြင်းအစီရင်ခံကိုပန်းတီတီတောင်တစ်ခုလုံးမှာဖြန့်ကျက်ချလိုက်တယ်ကဲကလေးတို့စူးစမ်းပြီးကြင်ကြံကြငါတို့စီမှာတိုက်ပွဲကြီးတစ်ခုလာတော့မယ်ရေရှည်မစ်ရှင်မင်းတို့ရဲ့နေမြေအတွက်ပါရမီရှင်တွေကိုစီယုံနိုင်တဲ့ပါရမီရှင်တယောက်ချင်းစီအတွက်ထူးခြားတဲ့ဆုလက်တွေရရှိမှာဖြစ်ပြီးမင်းတို့နေမြေမှာလာရောက်ကြင်ကြံတဲ့ပါရမီရှင်တွေကမင်းတို့အတွက်ကြင်ကြံခြင်းဆိုင်ရာတုံ့ပြန်မှုစွမ်းရည်တွေ feedback ကိုထုတ်ပေးလိမ့်မယ်ကျွန်တော်နောက်မိပြီးတေချာစဉ်းစားလိုက်တဲ့အစစ်အမှန်ပါရမီရှင်တွေပဲဖြစ်ရမယ်ကျွန်တော်ရဲ့အကိုကြီးနွားမိတ်ဆာဖရင်ဘိုးတင်မကင်းကတော့အသင့်တော်ဆုံးရွေးချယ်မှုပဲပြီးတော့ကောင်းကင်နန်းတော်ကိုတော်လန်ပုံကန်သူနဲ့မျက်လုံးသုံးလုံးနဲ့စစ်သူကြီးရင်းချင်းလည်းရှိသေးတယ်ဒါပေမဲ့ပထမဆုံးလုပ်ရမှာကတော့အဲ့ဒီကတုံးရဟန်းကိုချွေးပြန်အောင်အရင်လုပ်ရမယ်တစ်ချိန်တည်းမှာပဲလေးရှမ်းရဲ့တန်တာတန်ကျောင်းတော်တန်လူရှန်ထမ်းပုံမှာတော့မိစ္ဆာဘုရင်၃កောင်ဟာဒူးထောက်ပြီးမတရားခံရကြောင်းငိုယိုတိုင်တီနေကြတယ်။မြတ်စွာဘုရားကျွန်တော်တို့ကိုကူညီပါဦးကျွန်တော်တို့ဒီမစ်ရှင်ကိုဆက်မလုပ်နိုင်တော့ဘူး။မင်းတို့၃ယောက်ကထန်ဆန်းကြံအဖွဲ့အနောက်ဘက်ကိုခီးမဆက်နိုင်အောင်ချင်းတိကလာအုတ်တောင်ကုန်းမှာပိတ်ဆို့ဖို့တာဝန်ပေးထားတာမဟုတ်လားသူတို့ဒီစံသက်ချက်ကိုကြော်ဖြတ်သွားပြီလို့တော့မပြောနဲ့ဦး။ထန်ဆန်းကြံကရောက်တော့မလာသေးပါဘူး။အဲ့ဒီမြောက်ကလုံးဝစီကံဖောက်ဖျက်နေတာသူကကျွန်တော်တို့ကိုမောင်းထုတ်တယ်ကျွန်တော်တို့နယ်မြေကိုလူယူတယ်ပြီးတော့ချင်းတိကလာအုတ်တောင်ကုန်းတစ်ခုလုံးကိုမြေလံပစ်လိုက်တယ်။ဒါဆိုထန်ဆန်းကြံအဖွဲ့အခုဘယ်နားမှာလဲ။ချင်းတိကလာအုတ်တောင်ကုန်းနာကိုချင်းကပ်နေပါပြီ။စုံဦးကုန်းအမောင်းထုတ်ခံရတဲ့အကြောင်းရင်းကအတိအကျပါလဲသူကထန်ဆန်းကြံရဲ့အသက်ကိုရန်ရှာမဲ့တပြအနေငယ်ကိုတတ်ခဲ့လို့ပါဒါဆိုရင်တော့သူ့ကိုတွားပြီးအကျိုးအကြောင်းပြောပြပြီးနားချလိုက်ကြဦးစုံဦးကုန်းကိုတူလာခဲ့တဲ့နေရာစီပြန်သွားခိုင်းလိုက်ပါအနောက်ဘက်ခီးစဉ်ကသူ့ကိုလိုအပ်နေသေးတယ်ခွန်ရင်မဲတော်ကိုရင်ဘော်ဒီတက်တီကောင်းကြီးကလင်းရှမ်းတောင်မှာထွက်ခွာခဲ့ပြီးချင်းတိတ်ကလာအုတ်တောင်ကုန်းစီတို့တိုက်ရိုက်ဦးတည်လိုက်ပြီးတိုးတော်ထိုနေရာတို့ရောက်၍မြင်မလာတော့ထိုတောင်ကြီးကိုမြင်လိုက်ရတော့ခါသူမဆွန်သွားခဲ့ရသည်တိုးတိုင်အောင်သူမစိတ်ကိုအေးထားလိုက်ပြီးသူမသည်စုံဦးကုန်းကိုဖျားဘူးခီးစဉ်စီပြန်ခေါ်ရန်ရောက်လာခြင်းဖြစ်သည်ပန်းတီတီတောင်ထဲသို့ဝင်လိုက်တော့အခါမရေမတွက်နိုင်သောမြောက်များစွာသည်အပြင်းထန်ကြင်ကြံနေကြသည်ကိုတွေ့ရသည်သူမသည်လူအုပ်ကြားထဲမှဖျက်လျှောက်လာပြီးစုံဦးကုန်းနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့သည်ဦးကုန်းမင်းဘာလို့ထန်ဆန်းကြံကိုအနောက်ဘက်ခီးလိုက်မပို့တာလဲဒီကိုဘလို့ဖြစ်ပြီးရောက်နေရတာလဲမေးတာမှားနေပြီးမဲတော်သွားပြီးတော့အဲ့ဒီကတုံးရဟန်းကိုပဲမေးလိုက်ပါမင်းဘာလို့အဲ့ဒီလိုစကားမျိုးပြောရတာလဲသူကမင်းရဲ့ဆရာပဲလေကျွန်တော်ဆရာသူကလားသူ့မှာဘာစွမ်းရည်ရှိလို့လဲကောင်းကင်နဲ့အမျှကြီးမြတ်တဲ့ပညာရှိကြီးရဲ့ဆရာဖြစ်ဖို့သူကဘာအရေးချင်းရှိလို့လဲသူကအတန်ကျကျနဲ့ကိုအမြဲမှန်နဲ့တင်နေတဲ့ကရုံးရဟန်းတစ်ပါးပဲဒီဦးကုန်းကသူ့ကိုဒီလောက်ထိတီးခံပေးခဲ့တာအတော်လွန်လာပြီအမှန်တိုင်းပြောရရင်မြတ်စွာဘုရားကတော့ကျွန်တော်ကိုကျေးဇူးတင်တာဒါပေမဲ့အနောက်ဘက်ခီးစဉ်ကြီးလမ်းကြောင်းလဲသွားလို့မဖြစ်ဘူးလေမင်းကောင်းဘော်ကကြက်ကွင်းကိုမချွတ်ချင်တော့ဘူးလားဒီ
ဒီကွင်းကိုပြောတာလားချုပ်ပြီးသားပြခွန်ရင်တေချာကြည့်လိုက်ဦးထန်ဆန်းကြံကကျွန်တော်ကိုအဝေးထွက်သွားစေခြင်းလို့ကျွန်တော်ထွက်လာခဲ့တာအကယ်၍သူကကျွန်တော်ကိုအဲ့ဒီလောက်တောင်မုန်းနေရင်လည်းအစားထိုးမဲ့သူတယောက်ရှာပေးလိုက်ဖို့ကျွန်တော်မှလှုပ်ရှားရရှိသေးတယ်ပြန်နိုင်ပါပြီခွန်ရင်ဤစိတ်ထဲတွင်အတွင်းများရှုပ်ထွေးသွားခဲ့သည်သူမသည်ထန်ဆန်းကြံကိုအရင်သွားကြည့်ရန်ဆုံးဖြတ်လိုက်သည်ထိုအဖွဲ့သည်တိတ်မဝေးသေးသောလမ်းဘေးတစ်နေရာတွင်နားနေကြသည်ဘောဒီတက်ဘာဖြစ်လို့လဲဖေကျွန်တော်ရဲ့အကိုကြီးပြန်လာတော့မှလားအကိုကြီးပဲမှလဲမင်းတို့ရဲ့အကိုကြီးကပြန်လာဖို့ညှင်းဆန်နေတယ်ရှုံကြံထန်ဆန်းကြံဒီမှာအတိအကျဘာတွေဖြစ်ခဲ့တာလဲသူကဓာပြတွေကိုတက်ခဲ့တယ်ဘာဖြစ်မှမရှိပဲအသက်တွေကိုရန်ရှာခဲ့တယ်ဒီလိုတပည့်မျိုးမရှိတာကမှကျွန်တော်အတွက်ပိုကောင်းမယ်ဝူကုန်းကမင်းအတွက်ကြောင့်လုပ်ခဲ့တာပါမင်းကိုမကာကွယ်ရင်သူကဘာလို့အဲ့ဒီလိုပြုမှုရမှာလဲကျွန်တော်မြင်တာတော့သူကတက်ချင်လို့ကိုတက်တာဒီလောက်ချိန်ကြာကြီးဖြတ်တန်းခဲ့တာတော့သူ့မှာဗုဒ္ဓရဲ့ဇယိုက်လက္ခဏာစိုးစင်းများမရှိဘူးကျွန်တော်သူ့ကိုလက်လျှော့လိုက်ပြီးသူ့ကိုဘယ်လိုနည်းနဲ့မှပြန်လက်ခံမှာမဟုတ်ဘူးဒါပဲဘော်ဒီတက်မြတ်စွာဘုရားကိုရှောက်ပေးပါကျွန်တော်ကိုတပည့်အစ်တယောက်ပေးပါအဲ့ဒီပြဿနာရှာတဲ့ကောင်ကသူ့မပါရင်ပြီးတကက်သုံးပုံကိုပြစ်ဆောင်နိုင်မှာမဟုတ်ဘူးလို့တော့ပြောသွားသေးတယ်ကျွန်တော်တော့မယုံဘူးခွန်ရင်သည်အခြားရွေးချယ်စရာမရှိပဲနေရှင်းတောင်သူပြန်ကမြတ်စွာဘုရားအားအခြေအနေကိုအစီရင်ခံရတော့သည်ဒါဆိုရင်လည်းအဲ့ဒီတိုင်းပဲဖြစ်ပါစေသူ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါအဲ့ဒီသုံးကောင်ကိုလွတ်လိုက်ခဏအကြာတွင်ခွန်ရင်သည်ထန်ဆန်းကြံ၏ရှိမောက်သူထပ်မံပေါ်လာပြန်သည်မင်းဆန္ဒအတိုင်းပဲမြတ်စွာဘုရားကအမိန့်တော်ချမှတ်လိုက်ပြီကျွန်တော်တပည့်အစ်တွေရပြီလားသူတို့ကမှလည်းငါတို့ကတစ်ချိန်ကကိုယ်နေမြေကိုစိုးစံခဲ့တဲ့မိစ္ဆာဘရင်တွေပဲဘယ်သူမှတားလို့မရဘူးဒီရဟန်းတေးသေးလေးတစ်ပါးကိုခရီးစဉ်မှာကာကွယ်ပေးဖို့လားအေးဆေးပဲငါတို့၃ယောက်မင်းဘက်မှာရှိနေသေးပြီးတော့ရဟန်းကြီးမင်းစိတ်အေးထားလိုက်ဒီလမ်းပေါ်မှာငါတို့မရှင်းနိုင်တဲ့ပြဿနာဘာမှမရှိဘူးဒီလူတွေကတကယ်ကိုအံ့ဩစရာပဲအတော်ဆုံးတွေပဲကျေးဇူးတင်ပါတယ်မြတ်စွာဘုရားကျေးဇူးတင်ပါတယ်ခွန်ရင်အားလုံးအတွက်ခရီးသွားဖို့၃ယောက်လုံးကိုပဲအားကိုးရတော့မှာပါတစ်ချိန်တည်းမှာပဲကျွန်တော်တရားထိုင်နေစဉ်စနစ် system ထံမှ mission အသစ်တစ်ခုရောက်လာပြန်သည်ထန်ဆန်းကြံအဖွဲ့အနောက်ဘက်သို့ခရီးဆက်ခြင်းကိုပိတ်ဆို့ပါ mission အောင်မြင်ပါက၃ပါးတန်းစင်ခြင်းအတက် 3 purities technical ကိုဆုလက်အဖြစ်ရရှိမည်ဒါကတကယ်ကိုကြောက်စရာကောင်းတဲ့စွမ်းရည်ပဲဒါကိုသာတက်မြောက်သွားရင်ကျွန်တော်ရဲ့စွမ်းအားကတညရင်းချင်းဆက်တိုးတက်လာနိုင်တယ်ဒါပေမဲ့ကျွန်တော်ကပန်းတီးတီတောင်ကိုဘယ်လိုကြီးထွားအောင်လုပ်ရမလဲလို့ကြံစီနေတော့အခြားတစ်ဖက်မှာတော့မိစ္ဆာဘုရင်၃ကောင်ဟာထန်ဆန်းကြံကိုခေါ်ပြီးတက်ကြွစွာထွက်ခွာလာခဲ့ကြတယ်ဘလို့အမိုက်မျိုးကများအနောက်ဘက်ဖျားဘူးခီးစဉ်ကိုလာပိတ်ဆို့ရဲတာလဲထန်ဆန်းကြံကငါတို့ရဲ့ကာကွယ်မှုအောက်မှာရှိနေတာကိုသူတို့မသိကြဘူးလားအဲ့ဒီမြောက်မပါပဲခီးစဉ်ကဆက်သွားလို့မရဘူးလို့ဘယ်သူပြောလဲအဖွဲ့ထဲမှာမိစ္ဆာဘရင်၃ကောင်တောင်ပါနေတော့ဘယ်မိစ္ဆာမှသူတို့နာမကရဲကြဘူးသူတို့တွေရှိကိုဖျက်ကျော်လာခဲ့ပြီးအဖွဲ့ဟာအနောက်ဘက်ကိုဆက်လက်ဦးတည်ခဲ့တဲ့ညနေဆောင်တော့အားလုံးကလမ်းဘေးမှာနားနေကြတယ်ပါကျဲဝက်ကလုံးငါတို့အခုဘယ်ရောက်နေတာလဲရှေ့မှာလာမဲ့စံတက်ချက်ကပါလဲငါတို့ဘယ်နေရာရောက်အရေးမကြီးပါဘူးငါတို့၃ယောက်ရှိနေရင်ဘယ်မိစ္ဆာမှပြဿနာမဟုတ်ဘူးပါကျဲမင်းဖက်လို့မပြီးသေးဘူးလားငါတို့ဘယ်ရောက်နေလဲဆိုတာသိပြီလားမသိသေးဘူးလားဆရာကျွန်တော်ထင်တာတော့ဆရာကိုယ်တိုင်ပဲကြည့်လိုက်တာပိုကောင်းမယ်ငါတို့သွားနေတဲ့နေရာကနည်းနည်းထူးဆန်းနေတယ်ဘယ်လောက်တောင်ထူးဆန်းလို့လဲနောက်ခံအင်အားကြီးတဲ့မိစ္ဆာတကောင်ကောင်းမှုလို့လားအစိုးဆုံးဖြစ်လာမိစ္ဆာဘရင်ပေါ့ငါရဲ့အံ့ဩစရာကောင်းတဲ့တပည့်တစ်၃ယောက်ထက်ပိုတန်မာတဲ့မိစ္ဆာဘရင်ဆိုတာရှိနိုင်ပါဦးမလားဒီ၃ယောက်ကတော့အဲ့ဒီတယောက်ကိုတကယ်မနိုင်ဘူးဆရာရှေ့ကနေရာကိုပန်းတီးတီတောင် Flower Fruit Mountain လို့ခေါ်တယ်ပန်းတီးတီတောင်နာမည်ကကြားဘူးတလို့လိုပဲဒါပေမဲ့အမှန်တိုင်းပြောရရင်တိတ်တော့ကြောက်စရာကောင်းပုံမရပါဘူးပါကျဲစိတ်မပူပါနဲ့ငါရဲ့တပည့်၃ယောက်ကိုချက်ချင်းသွားရှင်းခိုင်းလိုက်မယ်လိမ္မာတဲ့တပည့်တို့ရှိမှနာမည်မရှိတဲ့မိစ္ဆာအသေးမွားလေးပဲရှိမှာပါမြန်မြန်သွားရှင်းလိုက်ကြစမ်းငါတို့ခီးဆက်ရမယ်စမ်းတက်ချက်တွေကိုမြန်မြန်ကြော်ဖြတ်နိုင်လေပိုကောင်းနေပဲဆရာသူတို့ကိုလှမ်းမခေါ်ပါနဲ့တော့သူတို့တွေပန်းတီးတီတောင်ဆိုတဲ့နာမည်ကိုကြားလိုက်ရတဲ့စက္ကန့်ပိုင်းတွင်းမှာလေလစ်ပြေးသွားကြပြီဆရာတကယ်ပဲမေ့သွားတာလားပန်းတီးတီတောင်ဆိုတာအကိုကြီးရဲ့နေမြေလေးအဲ့ဒီမြောက်ကတကယ်ကိုတရေကောင်းလောက်အောင်တတ်မာတာပြောသားပဲလွန်ခဲ့တဲ့အနှစ်900တုန်းကသူကောင်းကင်နန်းတော်တစ်ခုလုံးကိုပယံပရာဖြစ်အောင်မွေးနောက်ဖြစ်စီခဲ့တာဆရာရဲ့မိစ္ဆာဘရင်တပည့်၃ယောက်ကိုတွားမေးကြည့်လိုက်ဦးသူတို့တဲကဘယ်သူကများအဲ့ဒီလိုမျိုးလုပ်ဘူးလို့လဲထန်ဆန်းကြံသည်သူ့လမ်းကိုပိတ်ဆို့ပြီးစိုက်ထူထားသည့်မြင်မာလာသောပန်းတီးတီတောင်ကြီးကိုမောကြည့်ရင်ပထမဆုံးအကြိမ်ဖြစ်တကယ်ပဲစွန့်သွားခဲ့ရသည်တစ်ချိန်တည်းမှာပဲကျွန်တော်ကတောင်ထိပ်မှာရက်ကြည့်နေပြီးအဲ့ဒီကတုံးရဟန်းရဲ့တုတ်ပြန်မှုကိုကြည့်ဖို့တကယ်ကိုစိတ်လှုပ်ရှားနေခဲ့တယ်သုံးပါးတန်းစင်ခြင်းအတက်ဆိုတာအစွမ်းထက်ဆုံးနဲ့အလန်းဆုံးစွမ်းရည်တွေကတခုပဲငါလက်ထဲရောက်ဖို့တိတ်မလို့တော့ဘူးအဲ့ဒီလိုတွင်းရင်ကျွန်တော်တောင်ထိပ်ကနေခုန်ချလိုက်ပြီးတောင်ချင်ရင်းမှလည်းကွက်တီဆင်းတက်လိုက်တယ်ဝကြီးပါကျဲကိုလည်းလာမမေးနဲ့ဦးအဲ့ဒီတုန်းကအဲ့ဒီမြောက်ကလက်လျှော့ပေးထားလို့အခုဆရာသွားရင်တော့သူဘာမှညာတာမှမဟုတ်ဘူးဆရာဒုတိယအကိုကြီးတောင်သူ့ကိုမနိုင်တာကျွန်တော်ကတော့ဝေးသေးတယ်လုံးဝရှင်းလို့မရဘူးတော်ဆန်းဘယ်သူမှဘာမှခွဲဝေမှာမဟုတ်ဘူးမြောက်တကောင်ပဲဟာကိုမင်းတို့တွေကဘယ်သူမှမသွားရင်ငါကိုယ်တိုင်သွားခေါ်ထုံးမယ်ထန်ဆန်းကြံသည်ဒေါသတကြီးဖြစ်ပန်းတီးတီတောင်စီတို့တယောက်တည်းဒေါသတုံးမမတ်နဲ့ရှောက်သွားခဲ့သည်ငါမယုံဘူးအဲ့ဒီမြောက်ကောင်းပေါ်မှာကြက်ကွင်းရှိနေသေးတာပဲငါကြက်ကွင်းကာထားကိုရွတ်လိုက်မယ်သူနာကျင်လုံးလို့လူးလိမ့်နေတဲ့အချိန်ကြမှာအပြက်ရှင်းဖြစ်မယ်ဒါဆိုပြဿနာပြေလဲသွားပြီမင်းရန်ကားတဲ့မြောက်နာကောင်ဖျားဘူးခီးစင်ရဲ့လမ်းကိုပိတ်ဆို့ရဲတဲ့ပေါ့မင်းတော်တော်တတိရှိနေတာပဲထွက်ခဲ့စမ်းဘယ်ကကတုံးရဟန်းကမိုးမလင်းသေးဘူးလာပြီးအမိုက်စကားတွေပြောနေတာလဲအသေးစောချင်လို့လားမင်းအကျိုးမသိတဲ့မြောက်ငါကမင်းရဲ့ဆရာရှိသေးတယ်နော်မင်းဘာဖြစ်နေတာလဲကျွန်တော်ဆရာကလားတောင်းပန်ပါတယ်ဗျာဆရာကျွန်တော်ကိုမောင်းထုတ်တုံးကတော့ဒီလိုစကားမျိုးမပြောခဲ့ပါဘူးအခုကျတော့ရှေ့ဆက်သွားလို့မရတော့တာနဲ့ချက်ချင်းပဲကျွန်တော်ဆရာပြန်ဖြစ်လာရောလားဆရာဒီနေရာမှာတူးထောက်ပြီးကိုးချိန်တိုင်းတိုင်းဥချရင်တော့မှဒီဦးကုန်းကလမ်းဖက်ပေးမှာမဟုတ်ဘူးညောက်ငါအခြေအနေတွေကိုဒီလောက်အထိမဖြစ်စေချင်ဘူးဒါမင်းကိုယ်တိုင်ရှာတယ်ပေးပဲထို့ကြောင့်ထန်ဆန်းကြံသည်ကြက်ကွင်းကာထားကိုစတင်ရွတ်ဖတ်တော်သည်သို့တော်ကျွန်တော်ဒီကလူနာတက်ပေးဖို့မတောင်းပန်ရုံတင်မကပဲမျက်တောင်တစ်ချက်တောင်မခတ်ခဲ့ပေဒုံကြီးဆရာစိုက်ကြည့်နေတာကြာပြီဒါကိုရှာနေတာလားဘာလို့ကြက်ကွင်းကမင်းလက်ထဲရောက်နေတာလဲမင်းဒါကိုဘလို့ချွတ်လိုက်တာလဲကြက်ကွင်းကာထားလေးတပုတ်တဲနဲ့ဒီဦးကုန်းကိုထိန်းချုပ်နိုင်မယ်လို့ဆရာတကယ်ပဲထင်နေတာလားရေးစရာကောင်းလိုက်တာဆရာကကာထားရွတ်ရတာအဲ့ဒီလောက်တောင်ကြိုက်နေမှာတော့ကျွန်တော်ကူညီပေးပါမယ်
ကျွန်တော်လက်ညှိုးတစ်ချက်တောက်လိုက်ရုံဖြင့်ကြက်ကွင်းသည်ထန်ဆန်းကြံ၏ခေါင်းပေါ်သို့ကွက်တိပြုတ်ကျကဆွဲကပ်သွားခဲ့သည်ဒါကိုငါခေါင်းပေါ်ကနေဖယ်ဆန်းမင်းဘလို့အာခံပြီးဒီအရာကိုငါခေါင်းပေါ်လာတင်ရတာလေကဲရွတ်လေဆရာရဲ့အစွမ်းထက်လာတဲ့ဂါထာကိုအစွမ်းကုန်ရွတ်ကြည့်စမ်းပါဘာထူးခြားမလဲကြည့်ရအောင်အကယ်လို့ဆရာမရွတ်ရင်လေကျွန်တော်ကိုယ်တိုင်ကူညီပေးရတာပေါ့ကျွန်တော်ရဲ့တုတ်နက်လန်တန်းကိုနားထဲကနေဆွဲထုတ်လိုက်ပြီးမျက်လုံးထဲမှာတက်ဖြတ်လို့တဲ့အရိပ်ရောင်တွေထွက်ပေါ်လာခဲ့တဲ့ထန်ဆန်းကြံသည်နောက်သို့ခြေလမ်းပြက်ကမြေပြင်ပေါ်လဲကျသွားတော့သည်တောက်ဒါပေမဲ့သူကကျွန်တော်ကိုကဲခဲ့တာဗျအကိုကြီးကကျွန်တော်ကိုစုံကိုကုန်းနဲ့တိုက်ခိုင်းချင်တာလားသွားစမ်းပါဗျကျွန်တော်ရဲ့တွေးတောက်အကိုကြီးကိုကျွန်တော်ဘယ်လိုနည်းနဲ့မှလက်ဖြားနဲ့တောင်လို့မှမဟုတ်ဘူးကျွန်တော်တို့ကိုထန်ဆန်းကြံဤခေါင်းပေါ်တက်သို့ရွယ်ပြီးရိုက်ချလိုက်ပြီးအနီးနားတွင်ရက်နေသောစောက်ရှောက်သူနတ်မင်းကြီးသည်ကြောက်လက်တကြားနှင့်လက်တစ်ဖက်တောင်မလို့ရဲချေထန်ဆန်းကြံမှမူလုံးဝစိတ်လွတ်ကိုလွတ်ဖြစ်သွားခဲ့သည်သူ့ပေါင်းပြီးကြားမှစီးများရွှဲနေစီးကြလာပြီးညှော်နှံများလေးထဲပြန့်လွင့်သွားတော့သည်ဒုံကြီးဆရာကတကယ်ကိုအယုံမရှိတဲ့ကောင်ပဲဝူကုန်းကတုတ်ကိုတော့အောက်မချရသေးဘူးဆရာကတေးထွက်နေပြီးကျွန်တော်ဆရာကိုအရင်ကတည်းကပြောဘူးသားပဲဒီအနောက်ဘက်ခီးစဉ်ကဆရာအတွက်လွယ်ကူချုံးမွေးမှာမဟုတ်ဘူးလို့ဝူကုန်းရဲ့တောင်ကဒီမှာပဲရှိနေမယ်ဆရာဖြစ်ချင်လားကျွန်တော်ကိုအရင်ကြော်သွားရေတိုမစ်ရှင်ပြီးမြောက်ပါပြီဂုံယူပါသည်အရှင်သခင်ထန်ဆန်းကြံအားအနောက်ဘက်သို့ခီးမဆက်နိုင်အောင်ထပ်မံပိတ်ဆို့နိုင်ခဲ့သည်ဆုလက်ပွင့်သွားပါပြီထိတ်တန့်အဆင့်ကဘာဦးနလက်နဲ့ Tapir Primordial Divine Creation အရှင်သခင်နေဖြင့်အသစ်ဆက်ဆက်ထိတ်တန့်ကဘာဦးနလက်နဲ့တစ်ခုကိုရယူရန်သို့မဟုတ်လက်ရှိနေသောလက်နက်တစ်ခုကိုထိုအဆင့်သို့မြင့်တင်ရန် upgrade ရွေးချယ်နိုင်သည်ရွှေဘက်တုတ် Real Jingle Bang ကိုထိတ်တန့်အဆင့်ကဘာဦးနလက်နဲ့အဖြစ်မြင့်တင်မယ်ဝူကုန်းထိုစကားကိုပြောလိုက်သည့်စက္ကန့်ပိုင်းတွင်မှာပင်မမြင်ရသောအစွမ်းထက်စွမ်းရည်တစ်ခုသည်သူ့လက်ထဲကတုတ်ကြီးစီသို့အရှိန်ဟုန်ဖြင့်စီးဝင်သွားခဲ့သည်သူထိုတုတ်ကိုမြင်းမြတ်စွာစုပ်ကိုင်လိုက်ပြီးအေးမြကလေးလံထက်မြက်လာသည့်အလေးချိန်နှင့်ရင်းမှဖြတ်ထွက်လာသောအစစ်အမှန်စွမ်းအားကြီးကိုခံစားလိုက်ရသည့်ထို့ကြောင့်သူ့အတိုင်းထက်အလွန်သဘောကျကာပါဆက်နာရဲ့ချိန်မတက်ပြုံးလိုက်မိတော့သည်။အိုးဟုတ်ပြီဒါငါရဲ့အသေးဆွဲအဖို့တန်လေးပဲ။စုံဝူကုန်းထွက်ခွာသွားပြီးတိတ်မကြခင်မှာပဲဂွမ်ရင်မဲတော့သည်ထိုတွင်းနဲ့ကြီးထဲမှရုံးကန်ကနောက်ဆုံးတွင်ထွက်လာနိုင်ခဲ့သည်သူမ၏ပုံစံမှာလုံးဝပျက်စီးယိုယွင်းနေခဲ့၏မျက်နှာတွင်ဖုံပေစွန်းလျက်စပင်းများရှုပ်ထွေးနေပြီးတစ်ချိန်ကဖြူစင်တက်ရှင်းလာသောဝေယုံဖြူကြီးမှလည်းဖုံမှုများကန့်ညိကပေးရနေခဲ့သည်သူမသည်ပြင်းထန်စွာချောင်းဆိုးလိုက်ပြီးအနီးနားတွင်ကြောက်လက်တကြားတုံရင်ကအသက်ရှူကျက်နေစေဖြစ်သောထန်ဆန်းကြံကိုဂွမ်ရင်မဲတော့သည်ထန်ဆန်းကြံရှိရာစီတန်တန်မတ်မတ်လျှောက်သွားပြီးသူ့ကိုနှစ်ချက်ဆင့်ကန်ပစ်လိုက်သည်တပည့်လဲမယ်တကယ်ကဲနဲ့မင်းသားတပည့်အစ်စ်လဲဖို့စွမတောင်းဆိုခဲ့ရင်ဒီလိုကိစ္စမျိုးတွေဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဘော်ဒီတက်ကျွန်တော်တို့အခုဘာဆက်လုပ်ကြမလဲဖေရအနောက်ဘက်ကိုလည်းခီးဆက်လို့မရတော့ဘူးပြီးတကက်သုံးပုံကိုလည်းဘယ်တော့မှရတော့မှာမဟုတ်ဘူးမဲတော်တစ်ခုကြံစီပေးပါဦးထန်ဆန်းကြံတယောက်အော်ဟစ်ငိုယိုနေသည်ကိုကြည်ရင်ဂွမ်ရင်သည်အကြီးအကျယ်ကောင်းခဲလာပြီးနောက်ထပ်တစ်ချက်ထပ်ကန်မိပြန်သည်မင်းလိုဘာမှသုံးမရတဲ့အမိုက်ကောင်အဲ့ဒီတုန်းကမင်းကောင်းတဲ့ဘာတွေတွေးနေလို့လဲသူမသည်ထန်ဆန်းကြံကိုမိမြပင်ယုံရှာမုန်းတီးနေပါစေတက်နိုင်သည့်အရာဘာမှမရှိချေအနောက်ဘက်ခီးစဉ်သည်ဗုဒ္ဓဘာသာပြန်ပွားရေးအတွက်အလွန်ရေးပါပြီးထန်ဆန်းကြံသည်အစားထိုး၍မရတော့သူဖြစ်သည်သူသည်ရွှေပရစ်ဂိုးဖြစ်ခဲ့တာလူဝင်စားဖြစ်နေပြီပင်ရှုံကြံစိတ်အေးထားဆန်းအဲ့ဒီမြောက်ရဲ့နောက်ွယ်မှာတစုံတစ်ယောက်ကကူညီနေတာသိတာလေဒါကမြင်ရတဲ့လောက်မယိုရှင်းဘူးဒါမျိုးတောင်မဟုတ်ရင်သူကဘယ်လိုလုပ်သူ့ဘာသာသူကြက်ကွင်းကိုချွတ်နိုင်ပါမလဲငါလေးရှမ်းတောင်ကိုပြန်ပြီးမြတ်စွာဘုရားနဲ့ဒီအကြောင်းတိုင်ပင်လိုက်အောင်မယ်နောက်ထပ်ဘာဆက်လုပ်မလဲဆိုတာငါတို့အဖြေရှာရမယ်ဘော်ဒီတက်ကျွန်တော်ကပါတပါးလေးခေါ်တော့ပါဖေဟာအဲ့ဒီမြောက်ကခိုးဝင်လာပြီးကျွန်တော်ကိုတုံးနဲ့လာရဲမှာကြောက်လို့ပါဂွမ်ရင်ဤမျက်လုံးများပြူးကျဲသွားပြီးဒေါသများတစ်ဖက်ပြန်လဲအရှိန်ပြင်းလာခဲ့သည်မင်းကတော့တကယ်ကိုလုံးဝကိုသုံးစားမရတဲ့ကောင်ပဲသူမဒီနောက်ထပ်တစ်လုံးမှမပြောတော့ပဲနောက်ပြန်လှည့်ကကောင်းကင်ရန်သူပြန်တက်သွားခဲ့တော့ဒီယနေ့တွင်သူမအထိနာခဲ့ဒီမှာလုံလောက်နေပြီဖြစ်၍ဤလူနဲ့ဆက်ပြီးအချိန်မဖြုံးကျင်တော့ပြီတစ်ဖက်တွင်မူနွားမိတ်စာဖရင်ဂိုးတမန်ကင်းကကျေလောင်စွာရေမောရင်းစုံကုန်းကိုလက်မထောင်ပြလိုက်သည်ညီလေးမင်းကတော့တကယ်ကိုလူစွမ်းကောင်းပဲအမှန်တိုင်းပြောရရင်မတရားကိုတော်လုံးတယ်အကိုကြီးကလည်းဗျာကျွန်တော်ရဲ့စွမ်းရည်တွေကအကိုကြီးနဲ့ရှင်ရင်ဘာမှမဟုတ်ပါဘူးဟာမင်းကနှိမ့်ချနေပြန်ပြီးငါအရေးချင်းငါတီးဆုံးပါမင်းကဒါဒီထဲမှာအတမဆုံးပဲမင်းဒီလောက်ချိန်ကြာကြီးမင်းရဲ့စွမ်းအားအစ်စ်အမှန်ကိုဖုံးကွယ်ထားခဲ့တာမဟုတ်လားအရင်တုန်းကငါစီမှာငါပြောရတောင်ဘန်နာဖန်လာငါလုံးကဒါမင်းမှာအခုစွမ်းအားရဲ့တဝက်လောက်ရှိရင်တော့အတင်းအဓမ္မလူယူသွားလို့ရတယ်ငါလည်းအပြင်းထန်ဒဏ်ရာရသွားမှာဟဲမကြီးရဲ့အနောက်ဘက်ခီးစဉ်ဆိုတာကြီးကကျွန်တော်ကိုယ်တိုင်ရွေးချယ်ခဲ့တာမဟုတ်ပါဘူးအဲ့ဒီကတုံးရဟန်းအတွက်နဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်မိသားစုဝင်တွေကိုဘယ်လိုလုပ်နိုင်ကြအောင်လုပ်ရမှာလဲဒါကြောင့်ကျွန်တော်လက်လျှော့ပေးခဲ့တာပါပြီးတော့အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်လည်းမကြီးကိုကျွန်တော်တေချာတောင်းပန်ပါတယ်ဗျာမင်းကတော့စကားပြောဆိုတတ်တဲ့မြောက်လေးပဲငါရဲ့အုံနောက်မရှိတဲ့လင်ယောက်ျားထက်ဆိုင်ရင်စကားပြောတာပိုပြီးနားဝင်ချူသေးတယ်မိမကလည်းညီလေးရဲ့ရှေ့မှာငါ့ကိုဘာလို့လာပြီးအပြစ်ပြောနေရတာလဲငါပြောတာမှလို့လားရှင်သာသူ့ရဲ့တဝက်လောက်ဆွဲမှတ်ဖို့ကောင်းရင်ငါနေ့တိုင်းပောက်ကွဲလူနေပါဖြစ်နေစရာမလိုဘူးနွားမိတ်စာဖရင်သည်အိုတိုအန်တန်နဲ့ခေါင်းကိုကုတ်လိုက်ပြီးအเจ้าအရာကိုချက်ချင်းလွှဲပြောင်းလိုက်သည်ဒါနဲ့ညီလေးရှေ့ဆက်ပြီးဘာတွေလုပ်ဖို့အစီအစဉ်ရှိလဲစိတ်မပူပါနဲ့အကိုကြီးကျွန်တော်ကဗုဒ္ဓဘာသာတစ်ခုလုံးကိုတယောက်တည်းရှင်းပြနိုင်မယ်လို့ထင်လောက်အောင်ထိမိုက်မဲတဲ့ကောင်မဟုတ်ပါဘူးနောက်ပိုင်းကျရင်ကျွန်တော်လူတွေထပ်ပြီးစီးယုံသွားမှာပါဒါပေမဲ့ကျွန်တော်တခုတော့ဂတိပေးမယ်ဘယ်နှယောက်ပဲလာပူပေါင်းအကိုကြီးရဲ့ထိတ်ဆုံးနေရာကတော့ဘယ်မှမရွေ့ဘူးညီလေးမင်းကဘာတွေပြောနေတာလဲငါကကူညီဖို့လာတာယာတုနေရဆိုတာငါအတွက်ဘာမှမဟုတ်ပါဘူးမင်းကငါ့ကိုယာတုအနှိမ့်ပဲပေးငါကမင်းရဲ့နောက်ွယ်ကနေအမြဲပံ့ပိုးပေးမှာပဲကောင်းပြီအကိုကြီးဒါဆိုဒီလိုလုပ်မယ်အခုလောလောဆယ်ငါတို့မှာစစ်တပ်အကြီးကြီးမရှိသေးပေမဲ့အကိုကြီးကိုယာတုတစ်ခုပေးမယ်အကိုကြီးကမဟာဘိုးစစ်သူကြီး Grand Central General ဖြစ်ရမယ်ကောင်းပြီညီလေးမင်းကအဲ့ဒီလိုပြောမှတော့ငါလက်ခံတာပေါ့ဟာအဲ့ဒီတိုင်းပဲဆုံးဖြတ်လိုက်ပြီးအကိုကြီးဒါမျိုးဆိုမှတော့ငါဘသူ့ကိုယုံရတော့မှာလဲပထမဆုံးစီးရုံမှုအောင်မြင်သည်နွားမိတ်စာဖရင် The Heaven Leveling Sage ဆုလက်ကဘာဦးအဆင့်ဖုံးကွယ်ခြင်းအစီရင်ခံ Primordial Level Concealment Information အရှိန်ဝါအားလုံးကိုဖုံးကွယ်ပေးပြီးတန်တီတီတောင်ပတ်ပတ်လည်တွင်ဖြန့်ချက်ပါထိုးပြုလုပ်ပါကနတ်ဖျားတစ်ပါးသို့မဟုတ်တရားဓမ္မအရှင်သခင် The Patriarch ကိုယ်တိုင်မင်းနဲ့အတွင်း၌ဘာဖြစ်ပျက်နေသည်ကိုမမြင်နိုင်ပါပထမဆုံးအကြိမ်စီးရုံနိုင်မှုကြောင့်အထူးဆုလက်ပွင့်သွားပါပြီလှုပ်ဝက်ကဘာဦးဝိညာဉ်အမြင့် Primordial Spirit Root နှင့်ကဘာဦးဝိညာဉ်တည် Primordial Spirit Brew
ထိုင်ရှမ်းလောက်ကျွင်းထဲရှိန်ငါကျွန်းနဲ့မင်းကြီးရဲ့အဲ့ဒီနွားကတော့ဒီလိုရာမျိုးတွေကိုတော်တော်သဘောကျပုံပဲငါသာသူ့ကိုငါတို့ဘက်ပါအောင်ဆွဲခေါ်နိုင်ရင်သူ့ရဲ့ရွှေကွင်းလက်ကောက်ကိုပါအပိုစုအနေနဲ့တပြတ်တက်ယူလို့ရမှာကွမ်ရင်သည်မဟာတန်တာတန်ကျောင်းတော် Great Thunder Sound Temple တကားမကြီးများကိုတွန်းဖွင့်ကပြင်းပြင်းစွာလက်လျှောက်ဝင်လာခဲ့သည်သူမခြေချလိုက်သည့်စက္ကန့်ပိုင်းမှာပင်ဖះเจ้าတွင်းရှိဖះရဟန္တာများ၏တရားဓမ္မရွတ်ဖတ်တံများသည်ရုတ်တရက်ရပ်တန့်သွားခဲ့သည်တစုံတစ်ယောက်ကလှမ်းမိလိုက်သည်ဘလို့ဖြစ်လို့ဒီလိုအခြေအနေထိရောက်သွားရတာလဲအနောက်ဘက်ခီးစဉ်မှာတခုခုမှားယွင်းသွားလို့လားအဲ့ဒီမြောက်ကူကုန်းကတနည်းနည်းနဲ့စွမ်းအားတွေအကြီးအကျယ်တိုးတက်လာတယ်သူ့နောက်ွယ်မှာဘသူရှိလဲဆိုတာလုံးဝမသိရဘူးကျမအစွမ်းကုန်စူးစမ်းခဲ့ပေမဲ့သူ့ကိုလက်ဖျားနဲ့တော့မလုပ်နိုင်ခဲ့ဘူးဒါအပြင်တရားပါရလာခဲ့တဲ့အခုပန်းတီတီတောင်ကအနောက်ဘက်လန်ရဲ့အလဲတဲတဲမှာလာပိတ်နေပြီးတော့စွန်ဦးကုန်းကထန်ဆန်းကြံကိုပြီးမဖြတ်ဘူးလို့အပြက်ပြောထားတဲ့မြတ်စွာဘုရားကျမတို့ဒါကိုတေချာသုံးသပ်ဖို့လိုအပ်နေပါပြီဒါကငါမျှော်လင့်ထားတဲ့အတိုင်းပါပဲအနောက်ဘက်ခီးစဉ်ဆိုတာဗုဒ္ဓဘာသာတစ်ခုတည်းရဲ့ကိစ္စမဟုတ်ဘူးဒါကဟုံဝမ်အောင်ငွေစัจ java လာဦးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အရင်တုန်းကငါတို့ကောင်းကင်နန်းတော် Heavenly Court နဲ့ဆွေးနွေးတုန်းကသူတို့ကငါတို့ကိုအချိန်ဆွဲပြီးလှည့်စားနေခဲ့တာအခုကြည့်ရတာသူတို့တွေနောက်ွယ်ကနေစပြီးလှုပ်ရှားလာကြပြီထင်တယ်အဲ့ဒီမြောက်ကသူ့ရဲ့ချက်ကွင်းကိုချွတ်နိုင်ခဲ့တယ်ဆိုတာကောင်းကင်နန်းတော်ရဲ့ပတ်သက်မှုပါနေတယ်သူ့ရဲ့စွမ်းအားတွေရုတ်တရက်ထိုးတက်လာတာကတော့သူကတစ်ချိန်လုံးသူ့စွမ်းအားစစ်ကိုဖုံးကွယ်ထားတာဖြစ်နိုင်တယ်လို့ဒါမှမဟုတ်ကောင်းကင်နန်းတော်ကသူ့ကိုနှက်ဆေးလုံးတစ်မျိုးမျိုးတိုက်ကျွေးလိုက်တာလည်းဖြစ်နိုင်တယ်ဘလို့ပဲဖြစ်ဖြစ်ပြီးတကက်သုံးပုံကိုတော့မဖြစ်မနေပြစ်ဆောင်ရမယ်ကွမ်ရင်မင်းသွားပြီးအနားယူလိုက်ပါဒါကိုဖြည့်ရှင်းဖို့ငါလူတယောက်လွတ်လိုက်မယ်အားလုံးစိတ်မပူကြပါနဲ့ငါဒါကိုဖြည့်ရှင်းပါမယ်သို့တော်လည်းမြတ်စွာဘုရား၏စိတ်ထဲတွင်မူမြတ်စွာဘုရား၏စိတ်ထဲတွင်မူလုံးဝတည်ငြိမ်မနေခဲ့ပေအကယ်၍အဲ့ဒီမြောက်ကသူ့ရဲ့စွမ်းအားတွေကိုတကယ်ပဲဖုံးကွယ်ထားခဲ့တာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူ့ကိုတောင်းအောက်မှာပိတ်လောင်ခဲ့တုန်းကမြတ်စွာဘုရားကိုယ်တိုင်ဘာလို့ရိပ်မိမလဲဒါဆိုရင်တော့အစကတည်းကအလွန်ဆွမ်းထက်တဲ့ပုဂ္ဂိုလ်တယောက်ကမြတ်စွာဘုရားရဲ့အာယုံခံစားမှုကိုလှည့်စားပြီးမယုံနိုင်စရာကောင်းတော့အောင်ရေရှည်စီမံကိန်းချပြီးကစားနေတာဖြစ်ရမယ်သို့မဟုတ်ရင်လည်းဒါဟာနတ်ဆေးလုံးတစ်မျိုးကြောင့်ပဲဒါပေမဲ့ဘယ်လိုဆေးလုံးမျိုးကများအောက်တကောင်ရဲ့စွမ်းအားကိုကွန်ရင်မဲ့တော်တောင်နှိမ်နင်းလို့မရတဲ့အထိဒုံကနေထိုးတက်သွားစေတာလေမြတ်စွာဘုရားသည်မျက်မှောင်ကျုပ်လိုက်မိသည်ဘသူကများကြားတဲ့ကနေဝင်ပါနေတာလဲဝူကုန်းကအနောက်ဘက်ခီးစဉ်ကိုဆက်မသွားကျင်တော့ဘူးဟုတ်လားအရှင်မင်းကြီးပညာရှိကြီးဝူကုန်းကထန်ဆန်းကြံရဲ့မောင်းထုတ်ခြင်းကိုခံလိုက်ရတာပါဒါကြောင့်သူကဒေါသတကြီးနဲ့တန်းတီးတီးတောင်ကိုအနောက်ဘက်ခီးလမ်းရဲ့အလဲတက်တက်စီရွှေ့ပစ်လိုက်ပါတယ်အခုထန်ဆန်းကြံကအပြင်မှာလုံးဝပိတ်မိနေပြီးရှေ့တိုးမရနောက်ဆုံးမရဖြစ်နေပါတယ်ပညာရှိကြီးကတော့အမြဲတမ်းရိုင်းဆိုင်ရန်ကတက်တာပဲဒါကသူ့ရဲ့ပင်ကိုယ်စရိုက်ပဲလေဆန်းတဲ့အရာတော့မဟုတ်ပါဘူးခီးစဉ်မစခင်ကတည်းကငါတို့ဗုဒ္ဓဘာသာအဖွဲ့ကိုဒါနဲ့ပတ်သက်ပြီးတတိပေးခဲ့တာပဲဒါပေမဲ့သူတို့ကမှနားမထောင်တာအခုကြည့်ုံပေါ့ဘာဖြစ်ကုန်လဲငါတို့လည်းဘာမှတတ်နိုင်ဘူးဟဲဒါတွေအားလုံးဟာထန်ဆန်းကြံကအလွန်ကြုံဖိအားပေးခဲ့လို့ဖြစ်ရတာပညာရှိကြီးရဲ့ပုံမှန်အေးစစ်စစ်နေတဲ့စရိုက်နဲ့ဆိုရင်ဘာလို့အကြောင်းမရှိအကြောင်းရှာရံပွဲဖြစ်ရမှာလဲပညာရှိကြီးကပုံမှန်ဆိုလိမ္မာတဲ့သူပါဒါအဲ့ဒီကတုံးရဟန်းရဲ့အဖြစ်ပဲငါတို့ကြားတာတော့ဗုဒ္ဓဘာသာအဖွဲ့ကဒီကိစ္စကြောင့်ထန်ဆန်းကြံရဲ့တပည့်ကိုပါလဲပစ်လိုက်တယ်ဆိုပဲဒါတော့လုံးဝလက်ခံနိုင်စရာမရှိဘူးအစကတည်းကသဘောတူထားပြီးသားဝူကုန်းကငါတို့ကောင်းကင်နန်းတော် Heavenly Court ရဲ့မြောက်မင်းပဲငါတို့သူ့ကိုပြီးလိုက်ရတာလွယ်လွယ်ကူကူပြီးလိုက်ရတာမဟုတ်ဘူးဒီနေ့ထိကောင်းကင်နန်းတော်မှာသူ့ရဲ့နန်းတော်ဆောင်ကအကောင်းတိုင်းရှိနေသေးတယ်သူကကောင်းကင်နန်းတော်ရဲ့အဖိုးတန်ဆုံးအရင်းမြစ်တွေထဲကတစ်ခုပဲဒါကိုမြတ်စွာဘုရားကတပည့်ချင်းမလဲခင်ငါတို့ကိုဘာတခုမှမပြောဘူးဟုတ်လားထိုက်ပိုင်ကြအရှင်ထိပ်ပိတ်ဂျင်းစင်မင်းဗုဒ္ဓဘာသာဖွဲ့စည်းသွားပြီးမြတ်စွာဘုရားကိုတိုက်ရိုက်သွားရောက်မင်းမြန်းချေပါလို့လူတယောက်ကိုအဲ့ဒီလိုမျိုးသဘောအတိုင်းလဲပြရတာလေဒီနေ့တော့ငါတို့ရဲ့မြောင်မင်းကိုလဲတဲ့မနှက်ဖြန်ကြရင်ကောဘာလဲဝက်နတ်မင်း Marshall the Heavenly Canopy နဲ့လိုက်ကနတ်မင်း Curtain Lifting General တို့ကပါထက်လဲအောင်မလားငါတို့အတွက်ကောကောင်းကင်နန်းတော်အတွက်ပါတေချာတဲ့ရှင်းလင်းချက်တစ်ခုပေးဖို့သူ့ကိုပြောလိုက်မဟုတ်ရင်တော့ငါတို့လူတွေအားလုံးကိုပြန်ခေါ်လိုက်တာကမှပိုကောင်းမယ်မှန်လားပါအရှင်မင်းကြီးအမိန့်တော်တိုင်းဆောင်ရွက်ပါမယ်အရှင်မင်းကြီးပညာရှိကြီးရဲ့နန်းတော်ဆောင်ကိုမသွားကြတာတော်တော်ကြာပြီးလူလွတ်ပြီးတန်ရှင်းရေးလုပ်ခိုင်းလိုက်ရင်မကောင်းဘူးလားအကယ်၍သူတရက်မှာအတိတ်ကိုတတိယပြီးခဏတစ်ဖြုတ်ပြန်လာချင်တာမှမို့လို့ပါအေးတေချာတန်ရှင်းရေးလုပ်ခိုင်းလိုက်ပြီးတော့နန်းတော်ဝန်ထဲမှာမတ်မုံပင်အနှဲငယ်ထက်ဆိုင်ထားလိုက်ဦးဒါကဝူကုန်းအကြိုက်ဆုံးပဲမဟုတ်လားတစ်ဖက်တွင်မူအစီရင်ခံ formation ကိုစက္ကန့်ပိုင်းတွင်ဖြန့်ကျက်ပြီးသွားပြီဖြစ်သည်ယခုအချိန်ကစ၍ဤသူများပန်းတီးတီတောင်ကိုချောင်းမြောင်းကြည့်ရှုနိုင်မည်မဟုတ်ချေယခုဆိုလျင်သူသည်ဘာမှပူစရာမလိုပဲပါရမီရှင်များကိုလွတ်လပ်စွာစီးရုံနိုင်ပြီဖြစ်သည်သူသည်နွားမိတ်စာဘုရင်ကိုမဟာဘဝစစ်သူကြီးအဖြစ်ခန့်အပ်ခဲ့တော်လဲစစ်တပ်မရှိပဲစစ်သူကြီးတယောက်ကဘာလုပ်နိုင်မည်နည်းသူသည်သူ၏ပန်းတီးတီတောင်မြောက်စစ်တပ်ကိုစနစ်တကျလေ့ကျင့်ပေးရန်လိုအပ်တယ်လို့သူ၏အကိုကြီးကိုလည်းမိတ်စာစစ်တီများထက်မန်ဆူဆောင်ခိုင်းရန်လိုအပ်သည်သို့သောစွန်ဝူကုန်းကထိုအရာများကိုတေချာစဉ်းစားနေစဉ်မှာပင်စနစ် system ကရုတ်တရက်အတန်မီလာပြန်သည်တောင်ရီတူမစ်ရှင်ပွင့်သွားပါပြီထန်ဆန်းကြံသည်တစ္ဆာတရားလုံးဝမရှိပေသူသည်တင့်ကိုမောင်းထုတ်ပြီးတပည့်လဲခဲ့ယုံတင်မကပဲတင့်ကိုအပြည့်ရှင်းရန်ဗုဒ္ဓဘာသာအဖွဲ့မှစစ်ကူများကိုပါထပ်မံဆင့်ခေါ်ခဲ့သည်ထန်ဆန်းကြံအားပြစ်ဒဏ်တစ်ခုပေးလိုက်ပါပြစ်ဒဏ်ဟုတ်လားနွားမိတ်စာဘုရင်ကပြုံးရင်းလမ်းလျှောက်လာသည်ညီလေးမင်းရဲ့ဒီပန်းတီတီတောင်ကအရင်နဲ့လုံးဝမတူတော့ပဲအဆင့်တန်းတစ်ခုကိုရောက်နေပြီးဒီကဝိညာဉ်စွမ်းရည်တွေကတကယ်ကိုယူလောက်เสียရပဲပြီးတော့ဒါကတာမန်စွမ်းအားတက်တင်မဟုတ်ဘူးတရားဓမ္မရဲ့အနှစ်သာရတွေ Tewessons ပါတောင်လုံးမှာစီးဆင်းနေတာဒါကကြင်ကြံခြင်းအတွက်တကယ်ကိုအံ့ဩစရာကောင်းတဲ့ကောင်းချီပဲတာရာမအဝေးကြီးပဲဒါနဲ့ရှင်ရင်ငါရဲ့အရင်နေရာဟောင်းကအမိုက်ပုံတိုင်းပဲဟဲအကူကြီးကလည်းကိုအဲ့ဒီလောက်ထိနှိမ့်ချမပြောပါနဲ့ဒီမှာပဲနေပြီးတော့ကြင်ကြံပါငါတို့ရှေ့မှာရင်ဆိုင်ရမယ့်တိုက်ပွဲကြီးကြီးတွေရှိသေးတယ်မှန်တာပေါ့အဲ့ဒီဗုဒ္ဓဘာသာအဖွဲ့ကကရုံးရဟန်းတွေထက်လာရင်လည်းငါ့ကိုသာတခုံးပြောလိုက်အကူကြီးနွားကြီးကသူတို့ကိုအမုန်းကျိတ်ဖြစ်မယ်ဒါပေမဲ့အခုလောလောဆယ်တော့ကျွန်တော်သွားပြီးအတိုးရင်သွားတောင်းလိုက်အောင်မယ်အတိုးဘာတိုးလဲညီလေးထန်ဆန်းကြံကအနောက်ဘက်ကောင်းကင်ဘုံကိုသွားချင်တာမဟုတ်လားသူကမဟာထန်နိုင်ငံထိုင်ငံဖာယောကနေဒီထိလာခဲ့တာအဲ့ဒါကတိုးတောင်းတဲ့ခီးစဉ်မဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ပဲလမ်းပြပေးခဲ့ပြီးအဲ့ဒီအတုံးမကျတဲ့လူအသက်ရှင်ဖို့အတွက်ဘယ်ဘက်ညာဘက်ကမိစ္ဆာတွေကိုအပတ်တကုတ်တိုက်ခိုက်ပေးခဲ့တာအခုကျတော့သူကကျွန်တော်ကိုမောင်းထုတ်တယ်ဟုတ်လားကျွန်တော်လုပ်ပေးခဲ့တဲ့မြအလုပ်တွေကိုဒီအတိုင်းလက်ကားတော့အပြောင်းမခံနိုင်ဘူး